ဒီနေ့မှာတော့ကျမတို့ငယ်ငယ်ကအရန်ကိုခေတ်စားခဲ့တဲ့ smoky eye ချဲပြမှာပါ base ကိုတော့ကျမတို့အမဲအောင် eye shadow လေးကိုယူပြီးတော့မျက်ခွန်ရဲ့အောက်ဆုံးအပါလွှာလေးကိုကျမတို့ချဲလိုက်ပါတယ်မျက်လုံးရဲ့အောက်ကိုလည်းကျမတို့အမဲချဲပါတယ်မဲကိုအများကြီးမဟုတ်ပဲနဲ့ခပ်ပါးပါးလေးချဲပါတယ်ပြီးရင်တော့ဒီနားချက်တောင်လေးကိုယူပြီးတော့ကျမတို့မီးခိုးရောင်လေးကိုထည့်ပါတယ်ပေါ့နော်မီးခိုးရောင်လေးကိုကျမတို့ထည့်လိုက်ပါတယ်မီးခိုးရောင်လေးကိုထည့်ပြီးဖြည့်ရပေါ့အပေါ်မှာခါကြတီးတတ်တယ်နော်အဲ့လိုမျိုးလေးတီးတီးလေးဖြစ်သွားတဲ့အခါမှာကျမတို့ brush နဲ့ယူပြီးတော့ဖြည့်ရမှာဖြစ်ပါတယ် brush နဲ့ယူပြီးတော့ကျမတို့ blend လုပ်တယ်လို့ခေါ်ပါတယ် blend လုပ်ပေးလိုက်ရင်မျက်လုံးရဲ့အပေါ်မှာကျမတို့ smoky eye ချဲတဲ့အခါမှာမီးခိုးရောင်ဖြော့လေးကိုထည့်ပြီးတော့ချဲတာဖြစ်ပါတယ်မျက်လုံးအောင်တစ်လုံးလုံးအမဲမဟုတ်ဘဲနဲ့မီးခိုးရောင်လေးနဲ့အမဲနဲ့ဆက်လိုက်တဲ့ style မျိုးလေးနဲ့ကျမတို့ငယ်ငယ်ကချဲခဲ့တာပေါ့နော်ကျမတို့2010ပတ်ချလဲမှာ2010ပတ်ချလဲရပေါ့နော်အရင်ခေတ်စားတဲ့ smoky eye မှာမျက်လုံးအောက်ကိုလည်းကျမတို့အမဲချဲပါတယ်ဒါကတော့ညပွဲတွေကျမတို့အဲ့ခေတ်တုန်းကဆိုလို့ရှိရင်တော့ဘယ်လို club သွားတာတို့ show ဝတ်သွားတဲ့အခါမှာတုံးပါတယ်ဒီမျက်ခုံပေါ်မှာတော့ glitter နည်းနည်းပါတဲ့ကျမတို့ခဲရောင်လေးပေါ့နော်ငွေရောင်လေးနဲ့ခဲရောင်ဆက်တာလေးကိုချဲပါတယ်ပြီးသွားရင်ဒီမျက်ခုံးနဲ့မျက်လုံးကြားမှာရှိရဲ့နေရာလေးကိုထင်းသွားအောင်လို့ကျမတို့နည်းနည်း highlight ကလေးလုပ်ပေးရပေါ့နော် highlight ကလေးလုပ်ပေးပါတယ်ပြီးသွားရင်ကျမတို့မျက်လုံးအောက်က eyeliner အတွင်းကိုလည်း eyeliner ဆိုပါတယ်မျက်လုံးအပေါ်အထဲကိုလည်း eyeliner ဆိုပါတယ်မျက်လုံးတစ်လုံးလုံးကိုအရင်မဲမနေပဲနဲ့သူ့နေရာနဲ့သူမဲနေအောင်လို့ကျမတို့ဆိုပါတယ်ပြီးရင်တော့ကျမတို့ပါနီလေးတွေ highlighter လေးတွေသုံးတယ်ပြီးရင်မျက်တောင်ခေါ်ပါမယ်ဒီနေ့မှာတော့မျက်တောင်အမီးပိုင်းလေးကိုအတူတက်မှာဖြစ်ပါတယ်မျက်တောင်လေးကိုဆက်နဲ့ခေါ်ပြီးတော့မှမျက်တောင်လေးကိုဖက်ပြီးတော့မျက်တောင်ခေါ်တဲ့အတန်လေးနဲ့ကျမတို့ခေါ်ပြီးပါမယ်เนาะအပေါ်မှာပေးသွားတယ်ဒါပေမဲ့အဲ့ချိန်မှာချက်ချင်းမဖြတ်ဘဲနဲ့ကျမတို့အချောက်ခံထားရမယ်เนาะအချောက်ခံပြီးတော့မှကျမတို့ကနားချက်တောင်လေးနဲ့ဖြတ်ပေးရမှာဖြစ်တယ်เนาะအဲ့နားချက်တောင်လေးနဲ့ဖြတ်တဲ့အပိုင်းတော့မထည့်ထားပါဘူးပြီးသွားရင်ဒီမျက်တောင်လေးကတော့နောက်ပိုင်းမျက်တောင်လေးပေါ့နော်အရင်တော့ကတော့အနောက်ပိုင်းမျက်တောင်ကိုလိုချင်ရင်ဖြတ်ပြီးတော့ကျမတို့တက်ရတယ်အခုခေတ်မှာတော့အနောက်ဘက်ကိုတက်မယ်ဆိုရင်အနောက်ဘက်အမီးအတွက်မျက်တောင်တူသက်ထွက်ပါတယ်ပြီးသွားရင်တော့ကျမတို့မျက်တောင်တူတက်ပြီးသွားရင် eyeliner လေးထည့်ပါတယ်ဘာလို့လဲဆိုတော့မျက်လုံးလေးကိုပို့ပြီးတော့အမဲအောင်ဘက်သွားအောင်လို့အရောင်လေးတောက်သွားအောင်လို့ထည့်ပေးတယ်ဒါကတော့နှာခမ်းနေပေါ့နော်အဲ့ smoky eye နေနဲ့ light ဆုံးကတော့နှာခမ်းနေအနီရောင် smoky နောက်ပြီးတော့အမဲရောင်အဲ့လိုလေးလိုက်တယ်ပေါ့နော်ဒါကတော့ကျမရဲ့ချလာတော်သားလေးဝင်ရှုပ်တာပါအခုဆိုရင်ကျမရဲ့ eye shadow ဒါကျမတို့2010ပတ်ချလဲမှာအရန်နာမည်ကြီးတဲ့ smoky eye shadow လေးပြီးသွားပါပြီအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒီလို like share ခြင်းလို့လည်းရပါတယ်ညပွဲတွေတက်တဲ့အခါမှာတော့အင်မတန်အသုံးဝင်ပါတယ်ညပွဲတက်တဲ့လူတွေကြိုက်နှစ်သက်မယ်လို့လည်းထင်ပါတယ်ကိုယ့်ရဲ့မျက်လုံးလေးလှလှလေးနဲ့ညဘက်မှာပြအားပြင်းပြင်းလေးနဲ့မျက်လုံးချဲတဲ့ eye shadow နေပြီဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်